တို့ထေစရာဤရွာမြေမှာတို့ထေမဟာသာသနာတီနာသာသနာတော်ကြီးတွန့်ရှိစွာတန်းဆောင်ခဲ့ရကာလများစွာဆုံးဆက်တက်ကြနေမြင့်လောကရဲ့ရင်ဆိုင်ငါဘုဒ္ဓတိုင်းကြောင့်ကြီးမြို့နယ်ဒုံတူကြီးရွာဆရာတော်တို့တွင်ညီညာဦးဆောင်လက်ပြတို့ရဲ့ဆရာတော်ရှင်ကိလာတာလူချင်းမမြဲဦးချင်းမြဲတဲ့တကယ်ရရှိလာဤခန္ဓာတတော်50ပြည့်လို့ရွှေရုံတို့ရောက်ခဲ့သည်သာအတိတရိရှင်အမြဲစိတ်တွင်တန်ဝေကပွားများတို့ရဲ့ဆရာတော်ရှင်ကိလာတာဘာသာရေးလက်တွေ့မျောစရှင်ကိလာတာသာသနာရေးလေးမှန်မျောဘဝရှင်ကိလာတာလူမှုအကျိုးလက်မြဲညွန်ပြရှင်ကိလာတာဘာဝဘေးလေးဖေကူမရှင်ကိလာတာခက်ခဲဟုသမျှရင်ဆိုင်ကပျော်ရွှင်စွာပြတ်တန်းကြအမြဲတမ်းညွန်ပြစိတ်စင်လာတို့ရဲ့ဆရာတော်ရှင်ကိလာတာတို့ထေမဟာသာသနာတီလာသာသနာတော်ကြီးတို့ရှိစွာထမ်းဆောင်ခဲ့ရကာလများစွာဆုံးစံအတက်ကြနေမြင့်လောကရန်ရင်ဆိုင်ကပဲခူးတိုင်းကြောက်ကြီးမြို့နယ်ဒုံတူကြီးရွာဆရာတကာတို့တွင်ညီညာဦးဆောင်လက်ပြတို့ရဲ့ဆရာတော်ရှင်ကိလာတာယူခြင်းမပြေဦးခြင်းလေးတွေတကယ်ရရှိလာ၏တိတရိရှင်မြဲစိတ်တွင်တန်ဝေကပွားများတို့ရဲ့ဆရာတော်ရှင်ကိလာတာသာသနာရေးလက်တွေ့မျောစရှင်ကိလာတာသာသနာရေးလက်မှန်မျောမဝရှင်ကိလာတာလူမှုကျိုးလည်းမြင်ညွန်ပြရှင်ကိလာတာဘာဝဘေးလည်းဖေကူမရှင်ကိလာတာအခက်ခဲဟုသမျှရင်ဆိုင်ကပျော်ရွှင်စွာဖြတ်သန်းကြမြဲတမ်းညွန်ပြစိတ်စင်လာတို့ရဲ့ဆရာတော်ရှင်ကိလာတာဘာသာရေးလက်တွေ့မျောစရှင်ကိလာတာသာသနာရေးလည်းမှန်မျောဘဝရှင်ကိလာတာလူအကျိုးလည်းမြဲညွန်ပြရှင်ကိလာတာဘာဝဘေးလည်းဖေကူမရှင်ကိလာတာအခက်ခဲဟုသမျှရင်ဆိုင်ကပျော်ရွှင်စွာဖြတ်တန်းကြအမြဲတမ်းညွန်ပြစိတ်စင်လာတို့ရဲ့ဆရာတော်ရှင်ကိလာတာ